ပြန်တူဝဲမနက်ပိုင်းမသွားခင်နည်းနည်းလှုပ်လှုပ်ရှားရှားလေးပြန် training ဆင်းလိုက်ဒီနေ့တော့ဘောလုံးကန်နေတယ်လို့ရှိတယ်ညနေရတာအလုံးဝင်အောင်ပါအလုံးဝင်ည7ထိုးထိဝင်မနက်အစောကြီးထားပြီးတော့တူသွားအရင်ဆုံးကွန်းပတ်မယ်ကွန်းပတ်ပြီးရင်တော့ဘောလုံးနဲ့နည်းနည်းပါလောက်ရမယ်ဘာလို့ဒီနေ့ညနေပိုင်းအလုပ်သွားအောင်ပါပြီးရင်7ထိုးထိလောက်တာမနေ့အစောကြီးထားပြီးတော့တူရထားနဲ့သွားပြီးရင်ဘောလုံးကန်ပြီးရင်နောက်ရပြန်လာတော့ဥစားကားစင်းတော့နီးရတော့တူကြတော့ဝေးလုံးနဲ့သွားတာပြီးတော့ဒီနေ့ညဒီစနေကအားရဆိုရင်ပြဿနာကြီးစနေကညပိုင်းဒီလောလောကတော့မနေ့ပိုင်းကျထတော့အဲ့လိုမျိုးဆိုအစင်မပြေတိတ်ပြီးတော့စနေရောနားရဆိုရင်တော့စနေညကနေထွက်သွားရင်တော့အေးစီးရှိတယ်ကဲခုတော့ training နည်းနည်းလုပ်လိုက်အောင်